Hello everyone မင်္ဂလာပါရှင်ဒီနေ့မှာတော့ကျဲကတရုတ်လိုမျိုးပေါ့နော်မေကွန်းအမေးပုံစံကြီးဘယ်လိုပြောမလဲဆိုတာကိုပြောပြပြီးသွားမှာပါဘယ်လိုမျိုးတွေလဲဆိုတော့ what do you say what do you want what do you do အဲ့လိုမျိုးစာရေးစကားလုံးတွေကိုတရုတ်လိုလွယ်လွယ်ကူကူနဲ့ရှင်းရှင်းလင်းလင်းဘယ်လိုပြောမလဲဆိုတာကိုပြောပြပြီးမှာပါပထမဆုံးတစ်ခုကတော့ what ဆိုတာဘာလဲအဲ့ဒါကိုတရုတ်လို什么ဘာလဲပေါ့နော် what 什么နောက်တစ်ခုကတော့ what do you want မင်းဘာလို့ရှိရလဲ want ကလိုချင်တာရောက်ကတရုတ်လိုလိုချင်တာကရောက် what do you want မင်းဘာလို့ရှိရလဲဆိုတော့ကြတော့你要什么你要什么မင်းဘာလို့ချင်တာလဲနောက်တစ်ခုကမင်းဘာပြောမှာလဲ what do you say မင်းဘာပြောတာလဲအဲ့ဒါဆိုလို့ရှိရင် say ပြောသည်ကတရုတ်လို show ပြောသည်အဲ့တော့你说什么你说什么မင်းဘာပြောတာလဲနောက်တစ်ခုကကြတော့မင်းဘာလုပ်တာလဲအလုပ်ဆိုတော့တရုတ်လို做အဲ့တော့ what do you do မင်းဘာလုပ်တာလဲလို့မေးတဲ့အခါဆိုရင်တရုတ်လိုမျိုးဘယ်လိုပြောရမလဲဆိုတော့你做什么မင်းဘာလုပ်တာလဲ你做什么မင်းဘာလုပ်တာလဲ what do you do 你做什么မင်းဘာလုပ်တာလဲအဲ့ဆိုအစနေပြောသွားမယ်ဆိုလို့ရှိရင်ဘာလဲက什么ဘာလဲမင်းဘာပြောတာလဲပြောသည်က show 你说什么မင်းဘာပြောတာလဲ你说什么မင်းဘာပြောတာလဲပြီးတော့နင်ဘာလို့ချင်တာလဲ what do you want နင်မင်းဘာလို့ချင်တာလဲဆိုလို့ရှိရင်你要什么ရောက်ကလိုချင်သည်你要什么မင်းဘာလုပ်တာလဲ你做什么 what do you do 你做什么မင်းဘာလုပ်တာလဲဒီနေ့ပြောတဲ့ဟာလေးတွေကလေအဲ့မေးခွန်းပုံစံဒီလေးမေးရဲ့မေးခွန်းပုံစံလေးပေါ့နော်လွယ်လဲအရန်လွယ်တယ်ပြောလို့လဲမှတ်လို့လဲလွယ်တယ်ဆိုတော့အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်ပါ